ဒီနေ့ပြောပြပြီးမှာတော့ဒီပက္ခတ်အကြောင်းပေါ့နော်မနေ့ကတော့မဟာဘုတ်တိုင်ထုံနေရှိတယ်ဒီမဟာဘုတ်ထဲမှာပက္ခတ်ရဲ့သဘောတရားအကြောင်းလေးတွေကိုပြောပြပေးသွားမယ်ပေါ့နော်ပက္ခတ်ဆိုတာဘာလဲဆိုတော့ပဏိပက္ခဖြစ်စေတာပေါ့နော်မိမိရဲ့အိမ်တော်ရေးပဏိပက္ခဖြစ်စေတာနောက်တစ်ခါကျနာမည်ပက္ခတ်မိတဲ့အခါစီးပွားရေးတွေဇောက်ထိုးပြန်ပြီးကြတာပေါ့နော်ဒီလိုမျိုးပက္ခတ်တရားသဘောတရားတွေမိနေတဲ့အတွက်ဒီပေါ့နော်အစမပြေမှုတွေကြုံရတာပေါ့နော်နောက်တစ်ခါကျဒီပက္ခတ်ကဘယ်လိုမျိုးအကျိုးပေးတယ်ဆိုတော့မကောင်းတဲ့ဂျိုစည်းဂျိုနေအားကောင်းနေတဲ့အခါဆိုဒီပက္ခတ်ရဲ့သဘောတရားကြောင့်စီးပွားရေးတွေရုတ်တရက်ကျဆင်းသွားတာနောက်ကအိမ်အောင်ရေးရုတ်တရက်ပြိုကွဲတာတွေပေါ့နော်ဒါတွေမျိုးတွေဖြစ်စေတတ်ပါအဲ့တော့ပက္ခတ်ရဲ့မဟာဘုတ်မှာပက္ခတ်ဆိုတာဘယ်လိုသဘောတရားရဲ့ပက္ခတ်ဘယ်လိုမိတာလဲဆိုတာပြောပြပေးမယ်ပေါ့နော်ပက္ခတ်ကတော့အဓိကကတော့ပဏိပက္ခတွေဖြစ်စေတဲ့သဘောတရားပါပဲအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ကဒီအဓိပတိပေါ့နော်ဒီအဓိပတိနဲ့ဒီမရဏနဲ့ပေါ့နော်ဒီမရဏနဲ့အဓိပတိတွေကဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ကပက္ခတ်မိရပေါ့နော်အဓိပတိမှာဒါရှိတဲ့လူတွေဒီမရဏမှာရှိတဲ့လူတွေကပက္ခတ်မိဥပမာအားဖြင့်ကြည့်မယ်ဆိုရင်ဒီမှာ6နဲ့9နဲ့ပေါ့နော်ကြာသပတေးနဲ့တောက်ကြဆိုရင်ဒါပက္ခတ်မိတဲ့သဘောတရားပေါ့နော်အဲ့လိုပဲကျွန်တော်တို့အထွန်းနဲ့ဒီပုရိသမားနဲ့ကပက္ခတ်မိပါတယ်တိုက်နဲ့ရာဇာသမားနဲ့ကပက္ခတ်မိရပေါ့နော်ဒါဘင်္ဂမှာရှိတဲ့လူကတော့ပက္ခတ်မိရပေါ့နော်အဲ့တော့ဒီမှာအထွန်းနဲ့ပုရိသမားကပက္ခတ်မိတယ်တိုက်နဲ့ရာဇာကပက္ခတ်မိတယ်အဓိပတိနဲ့မရဏသမားကပက္ခတ်မိတယ်ဘင်္ဂသမားပက္ခတ်မိတယ်ဒီမှာဆိုရင်ကျွန်တော်ကြာတာပတိနဲ့တောက်ကြရှိရဆိုရင်ဒါပက္ခတ်မိရဲ့သဘောတရားရှိတယ်တနင်္လာပက္ခတ်မိမယ်ဒီတနင်္ဂနွေနဲ့အင်္ဂါနဲ့ဆိုရင်ပက္ခတ်မိမယ်နောက်တစ်ခါကျစနေနဲ့ဗုဒ္ဓဟူကဒါပက္ခတ်မိတဲ့သဘောတရားရရှိပါတယ်ဒါကပက္ခတ်ရဲ့သဘောတရားပါเนาะဥပမာခြားသာပတိနဲ့တောက်ကြသားသမီးယူထားတယ်ဆိုပါတော့ဒါဆိုရင်ကျွန်တော်တို့ကအိမ်တော်ကြီးမှာပက္ခတ်မိတယ်လို့သဘောရတယ်တနင်္လာချင်းဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ကပက္ခတ်မိတယ်ဆိုတဲ့သဘောတရားပါเนาะဒါမဟာဘုတ်မှာကြည့်မယ်ဆိုရင်ဒါအင်္ဂါနဲ့တနင်္ဂနွေနဲ့ယူမိတယ်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့အိမ်တော်ကြီးပက္ခတ်မိတယ်လို့ပြောလို့ရတယ်စနေနဲ့ဗုဒ္ဓဟူယူမိထားတယ်ဆိုရင်လည်းဒါကကျွန်တော်တို့ကအိမ်တော်ရေးပက္ခတ်မိရလို့ဆိုလို့ရပါတယ်ကျန်တဲ့နာမည်ဆိုရင်လည်းဒီကြာသပတေးနာမည်စပြီးတောက်ကြနာမည်ဆုံးတာမျိုးပေါ့နော်ဒါမျိုးတွေဆိုရင်လည်းပက္ခတ်မိရနောက်ကကြာတနင်္ဂနွေစပြီးအင်္ဂါနာမည်ဆုံးနေဆိုရင်လည်းဒါမျိုးဆိုရင်နာမည်ပက္ခတ်မိတာပေါ့နော်ဒါမျိုးတွေဆိုအဲ့ဒါပဏိပက္ခတွေဖြစ်တဲ့အစင်မပြေမှုတွေကိုပေါ်ပေါက်စေတဲ့အကြောင်းတရားတွေဖြစ်ပေါ်စေတတ်ပါတယ်ဒါကတော့ပက္ခတ်သဘောတရားတွေပါအဲ့တော့မဟာဘုတ်မှာကြည့်ပြီးတော့ပက္ခတ်ရဲ့သဘောတရားမိမိရဲ့နာမည်မိမိရဲ့အိမ်တော်ဘက်တွေပက္ခတ်မိမမိဆိုတာစစ်ဆေးလို့ရပါတယ်ကျွန်တော်ရဲ့စီစဉ်တဲ့ဒီနေ့ဒီလောက်ပါပဲနောက်စီစဉ်များကိုလည်းဆက်လက်အားပေးနိုင်တဲ့အတွက်ကျွန်တော်ရဲ့စစ်ပိုင်းဘေဒီနဲ့ဂမ်ဘီယာဘူတာ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးပြု၍စစ်ပိုင်းဘေဒီနဲ့လက္ခဏာဂမ်ဘီယာဘူတာ channel လေးကို like and subscribe လေးလုပ်ပေးထားကြပါဦးခင်ဗျာ